တကယ်တော့ဂရီးဆိုတာချိန်ကြလို့ရှိရင်ဘဝမိနိုင်တဲ့စကားလုံးတစ်ခုပါပဲမမအမြဲချစ်တယ်ယူလာပြီနော်မောင်ကိုမြဲတဲ့ယုံနေနော်ချစ်တယ်ရဲချစ်တယ်အများကြီးချစ်တယ်မေးမပြည့်နဲ့နော်အချစ်ကတာမန်လေးတွေကိုမှတ်တရဖြစ်စေခဲ့တယ်ဒီလိုပဲအမြဲတမ်းအတူတူရှိချင်တယ်နော်မပေးလာမအမြဲရှိနေပြီတကယ်လို့အမြဲတမ်းအတူတူရှိပေးနော်သူရှိခဲ့တဲ့အချိန်လေးမင်းမပြေရအောင်နော်အတူရှိခဲ့တဲ့အချိန်လေးတော့မောင်ရဲ့ပြောပြီးတော့ဘယ်တော့မှမမေ့ဘူးမောင်တို့တူနေခွေးလေးမွေးမလားကြောင်လေးမွေးမလားတော့ကြောင်လေးခွေးရောလေးချင်းတယ်ဘယ်တော့မှထောင်တော့နော်သူ့ပြောလေးပြောတော့မှဆိုလို့ရှင်မထမတင်ရတဲ့စကားတွေမှအများကြီးပဲချစ်တယ်လို့ပြောခဲ့ပေမဲ့နားလည်းပေးဖို့တော့မသိဘူးလေချာကြာလာတော့မပြောပဲထားလိုက်တာလည်းများပါတယ်စိတ်ဆိုးတာထက်စိတ်ပင်ပန်းလာကိုကြောက်ဖို့ကောင်းတယ်ချစ်တယ်ဆိုတဲ့စကားကိုခုလုံးလုပ်ပြီးဘာကြောင့်ငါကြင်အောင်လုပ်ရတာလဲမားရီကိုပြင်ဖို့ထက်အပြစ်တင်မှုပဲလုပ်ခဲ့ကြတယ်အမှတ်တရတွေဖန်တီးခဲ့ကြတာမင်းဖြစ်ဘူးလို့ပြောတာစာချစ်ခဲ့တာတော့မင်းဖြစ်ဘူးလို့ဆက်ချစ်နေရတာဒါနဲ့လားခစားချက်တွေတူတူမကြတော့တဲ့အခါဘယ်လိုပေးခဲ့ရတာလဲ